ထိုင်းနိုင်ငံဘန်ကောက်မြို့ရန်ခမ်းဟန်53ရန်ဖန်မိုင်53 area တွင်ဖြစ်ပွားခဲ့သည်ဟုဆိုသောအဖြစ်အပျက်တစ်ခုသည်ယခုရက်ပိုင်းတွင်လူမှုကွန်ရက်ပေါ်တွင်အလွန်ပြန့်နှံ့နေပြီးလူအများ၏စိတ်ဝင်စားမှုကိုအထူးရရှိနေပါသည်ဒေတာတွင်သတင်းများနှင့်လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့နေသောအချက်အလက်များအရအဆိုပါဖြစ်စဉ်သည့်လူတဦးက social media live လွှင့်နေစဉ်အစ္စလမ်ဘာသာနှင့်ပတ်သက်ပြီးမတင်လျော်သည့်ပြောဆိုမှုများပြုလုပ်ခဲ့သည်ဟုဆွဆွဲခံရခြင်းမှစတင်ခဲ့ကြောင်းသိရပါသည်။ Live video မှ clip များလူမှုကွန်ရက်ပေါ်သို့လျင်မြန်စွာပြန့်နှံ့သွားပြီးနောက်ညပိုင်းချိန်တွင်လူအများပြားစုဝေးလာခဲ့ကြကြောင်းသိရပါသည်။လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့နေသောဗီဒီယိုများအတွင်းရင်ကျော်ပိတ်ဆို့မှုများလမ်းပေါ်တွင်လူအုပ်စုများစုယုံနေမှုများနှင့်တင်းမာသည့်အခြေအနေများကိုတွေ့မြင်ရပါသည်။အချို့သော viral video များနှင့်ဓာတ်ပုံများတွင်လူတဦးအားခေါင်းရိပ်ပေးနေသည့်မြင်ကွင်းများလည်းပါဝင်နေပြီးရင်းချက်ကြောင့် online ပေါ်တွင်ဆွေးနွေးမှုများပိုမိုပြင်းထန်လာခဲ့ပါသည်။လူမှုကွန်ရက်အသုံးပြုသူအချို့ကဘာသာရေးအပေါ်မလေးစားသည့်လုပ်ရက်များကိုဝေဖန်ခဲ့ကြသလိုအခြားသူများကလည်းလူအုပ်စုများ၏အပြုအမူအများပြည်သူလုံခြုံရေးနှင့် online ပဋိပက္ခများလက်တွေ့ဘဝအထိရောက်ရှိလာနိုင်သည့်အနေအများအပေါ်စိုးရိမ်မှုများထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။လက်ရှိအချိန်ထိထိုင်းအာဏာပိုင်များဘက်မှအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရတော့လဲတရားဝင်အသေးစိတ်အချက်အလက်များကိုအပြည့်အစုံထုတ်ပြန်ထားခြင်းမရှိသေးပါ။ထို့ပြင်လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့နေသောအချက်အလက်ချို့မှာအတိမပြုရသေးသောသတင်းများမပြည့်စုံသေးသောအချက်အလက်များနှင့်လွဲမှားနိုင်သည့်ဖော်ပြချက်များလည်းပါဝင်နိုင်ကြောင်းသတိပေးမှုများထွက်ပေါ်နေပါသည်။ဒီဖြစ်စဉ်ဟာဘာသာရေးအပေါ်လေးစားမှုလွတ်လပ်စွာပြောဆိုခွင့်လူမှုကွန်ရက်အသုံးပြုမှုတာဝန်ရှိမှုနှင့် social media တက်ရောက်မှုများအပေါ်ပုံမကျေပြန့်သည့်ဆွေးနွေးမှုများဖြစ်ပေါ်စေခဲ့ပါသည်။ကျွမ်းကျင်သူအချို့ကလည်းလူမှုကွန်ရက်များသည့်အထူးသဖြင့်ဘာသာရေးကဲ့သို့အဖြစ်သောအကြောင်းအရာများတွင်လူထု၏စိတ်ခံစားမှုများကိုလျင်မြန်စွာတိုးမြင့်ပေးနိုင်ကြောင်းသုံးသပ်ပြောဆိုထားပါတယ်။ထိုင်းနိုင်ငံသည်ဘာသာရေးနှင့်ယဉ်ကျေးမှုကွဲပြားစုံလင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးဘာသာရေးနှင့်ဆက်ဆက်သည့်အကြောင်းအရာများသည်အများပြည်သူ၏စိတ်ဝင်စားမှုကိုအလွန်ရရှိလေ့ရှိပါတယ်။ဖြစ်စဉ်နှင့်ပတ်သက်သောတရားဝင်ချက်လက်များကိုလာမည့်ရက်များအတွင်းထပ်မံသိရှိရနိုင်မည်ဟုခန့်မှန်းထားကြပြီးအာဏာပိုင်များကဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။လက်ရှိအချိန်တွင်လူမှုကွန်ရက်အသုံးပြုသူအများအပြားကတည်ငြိမ်စွာစောင့်ကြည့်ကြရန်အတိမပြုရသေးသောသတင်းများမျှဝေခြင်းကိုရှောင်ကျဉ်ရန်နှင့်တရားဝင်ထုတ်ပြန်ချက်များကိုသာစောင့်ဆိုင်းကြရန်တိုက်တွန်းနေကြပါသည်။ဒီဖြစ်စဉ်သည်ဆက်လက်ဖွံ့ဖြိုးနေစေသတင်းတရက်ဖြစ်ပါတယ်။